အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မမေတို့ရဲ့ရွှေသားTikTok channel မှာပါဝင်ခဲ့တဲ့ဝင်နာလေးတွေကိုစုချင်းမြင့်အတွက်စိုင်မတ်3ကိုရောက်ရှိနေရဖြစ်ပါတယ်နော်ကဲဝင်နာလေးကဘယ်သူဖြစ်မလဲဆိုတာကိုမမေနဲ့အတူတူကြည့်လိုက်ရအောင်နော်မင်္ဂလာပါမ မင်္ဂလာပါ မရဲ့နာမည်နဲ့လေးလေးစားလေးချက်လာမိတ်ဆက်ပေးပါ နာမည်ကချောတီရီမွန်ပါနေရက်ကတော့5536စီ ဒီမလို့ရဲ့ရွှေသားTikTok channel မှာဘယ်လိုလေးပါဝင်ခဲ့ရလဲ အဓိကကတော့အယုတ်ရခြင်းလို့လာ join လိုက်တာပေါ့ဒီလိုရမယ်လို့တော့မထင်ထားဘူးပေါ့မလို့ရွှေသားကိုရောဘယ်ကနေစပြီးသိခဲ့ရလဲ အမရပူရာ icon ပွဲမှာစသိခဲ့ရချင်းမလို့ဒီ TikTok channel မှာပေါ့နော်အမခုဝင်နိုင်ရသွားတဲ့အတွက်အမရဲ့ဝန္တာပီတီစကားလေးပြောပြပါ ပြောပါတယ်ပေါ့တခါမှတော့ကံကောင်းဘူးပေါ့နော်ဒီလိုမျိုးကံကောင်းတာဖြစ်တဲ့အတွက်ပြောပါတယ်မလို့ရွှေသားကိုပေါ့နော်အခုလိုမျိုး TikTok channel လေးမှာဝင်နိုင်ဖြစ်သွားတဲ့အတွက်စွမုံကောင်းလေးတောင်းပေးပါအောင်ခင်ဗျ ဒီထက်ရွှေတရားဒီထက်အများကြီးရောင်းကောင်းပါစေရောင်းအားတွေအများကြီးတက်ပါစေ PS နဲ့ပြပါစေပါ ကျေးဇူးပါ အားလုံးမင်္ဂလာပါဒီနေ့မှာဆိုရင်တော့မမေတို့ရဲ့ရွှေသား TikTok channel မှာပါဝင်ထားတဲ့ဝင်နာလေးတွေကိုစုချင်းမြင်ရတဲ့အတွက်စိုင်မတ်လေးကိုရောက်ရှိနေရပဲဖြစ်ပါတယ်ကဲဝင်နာလေးကဘယ်သူဖြစ်မလဲဆိုတာကိုမမေနဲ့အတူတူကြည့်လိုက်ကြအောင်နော်မင်္ဂလာပါကို ဟုတ်ကဲ့မင်္ဂလာပါ နာမည်ရဲ့နေလိပ်ဆိုင်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါအောင်ဗျ ကိုစောလုံးပါတောင်းတမန် ညီတို့ဒီရွှေသားရဲ့ TikTok channel ကိုဘယ်လိုလေးပါဝင်ပြခဲ့ရလဲမသိဘူးဗျ အမရပူရာ icon ငလင်းဘေးတင်တုန်းကလေလာတဲ့9ရက်10ရက်တုန်းကအဲ့ဒီမှာခါခိုင်းလို့ပါဝင်ပြခဲ့တာ အခုလိုဝင်နာလေးဖြစ်တော့ကိုကြီးဘယ်လိုမျိုးဝမ်တာပီတီဖြစ်ရဆိုတဲ့စကားလေးပြောပြ တော်တော်ဝမ်းသာပါမထင်တာဘူးစတော့ကဒီလိုမျိုးခဏခဏဖုန်းနေလဲဆက်တယ်3-4ခေါက်လောက်ရှိပြီဒါတော့ဆန်ကားတင်စင်းမဲ့ပါလာတဲ့နောက်ကျတော့ဒီဆွဲတော်ဖះနဲ့မန္တလာတက္ကသိုလ်မှာရှိတဲ့ရွှေတရားဆိုင်အမှတ်လေးကိုလာခဲ့ပါလို့ဖုန်းဆက်တာဖုန်းဆက်ပြီးတော့သူကလည်းဂုံယူပါတယ်တော့ဝမ်းသာပါရွှေလက်စွပ်လေးပေါက်ပါတယ်တဲ့လာရောက်ထုတ်ယူလဲပါတယ်ဝန်ဆောင်မှုလည်းကောင်းတယ်ကျင်းနေပါတယ်ဝမ်းသာတယ်ကျွန်တော်ဆိုင်နေလို့ဘူးတဲ့အဲ့လိုမျိုးတွေတခါမှအဲ့လို surprise တွေအဲ့လိုပေါက်တာတွေမလုပ်ဘူးမဖြစ်ဘူးအဲ့ဆိုကျွန်တော်တို့ရွှေသားပေါ့နော်စုမုံကောင်းလေးချက်လောက်တောင်းပေးပါအောင်ဗျ ဆိုင်ခွဲတွေလည်းအများကြီးဖွင့်နိုင်ပါသေးလို့ဒီထက်မကလည်းပို့ပြီးတော့တိုးတက်ပါစေကြီးပွားပါစေလို့ ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါခင်ဗျ